မိချိုနင်ဆယ်လီဖြစ်အောင် TikTok ဆော့ပါလား မစော့ကျင်ပါဘူးကိုစောရမိချိုမမစော့တတ်တာရှက်စရာကြီး မဆော့တတ်ရင်ငါတင်ပေးမှာပေါ့မိချိုရ TikTok ဆော့တာဖင်လောက်တတ်ဖို့ပဲဖင်လောက်တတ်ဖို့ပဲ ဟာ နင်ဆယ်လီဖြစ်သွားရင်ရွှေဆိုင်တွေကကြောညာခေါ်လိုက်ကြမှာ ဟုတ်တော်ပါပြီကိုစောရဲ့ဆယ်လီမဖြစ်ချင်နေပါဖင်တော့မလှုပ်နိုင်ပါဘူးမိချိုတို့ကမြန်မာမိန်းကလေးတွေလေရင်ကျေးရမယ် ဟုတ်တယ်မိချိုနင်ပြောတာမှန်တယ်လေ view တွေ follower တွေရဖို့အတွက်ကိုယ့်ရဲ့ယုံကြည်မှုနဲ့မိန်းကလေးတိတ်ခါကိုတော့မရင်းသင့်ဘူးဒါပေမဲ့မိချိုအခု TikTok မှာကောင်မလေးတွေကတဲ့ပုံစံကိုငါပြမယ်ကြည့်လိုက်ငါပြမယ်ကြည့်လိုက်လောက်ကြပါဦးမိချိုကြီးမနေနဲ့တကယ်ညက်သွားပြီတကယ်ညက်သွားပြီ တော်ပါတော့ကိုစောရေကြီးရတာဘိုက်တွေတောင်နာလာပြီ